ဒီမြင်လေးကိုအထင်မသေးလိုက်ပါနဲ့ဒါကိုအနုမြူတားသွားပစ္စည်းနဲ့လှုပ်ထားတာဖြစ်ပြီးလူဆက်မင်းတမင်ရဲ့စေပုံတပုံလောက်ပဲထူပေမဲ့တင်မောတစင်းလုံးကိုတောင်ထပ်ပိုင်းခွဲနိုင်စွမ်းရှိပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့ကဘာမြေကိုကျူးကျော်မဲ့နေသုံးစင်းကျော်သားတွေရဲ့အချက်လက်တွေပါတဲ့တရားစီရင်ရာနဲ့တင်မောဘော်ကအချက်လက်တို့လောင်ကိရိယာကိုပြန်ယူဖို့ပါပဲဒါပေမဲ့ဓာတ်သွားရေးအတွက်ကန့်သက်ထားတာကြောင့်ဓာတ်သွားတွေရဲ့ကြားကွာဝေးကိုမီတာဝက်လောက်ပဲထားနိုင်ခဲ့ပါတယ်ဒါကြောင့်ဒီစစ်စင်ရေးကိုနေကင်းဘက်မှာပဲလုပ်ရမှာပါညဘက်ဆိုရင်လူတွေကလဲလျောင်းနေတာမို့ဓာတ်သွားတွေကိုရှောင်လဲနိုင်ပေမဲ့နေကင်းဘက်မတက်ရက်နေသူဒါမှမဟုတ်လမ်းလျှောက်နေသူတွေကတော့အလွယ်တကူအဖြတ်ခံရနိုင်လို့ပါပဲစစ်စင်ရေးလုံးမဲ့နေမှာကျွမ်းကျင်ပညာရှင်တွေကတခြားတင်မောတွေကိုမတော်တဆမထိခိုက်စေဖို့တူးမြောင်းရဲ့တစ်ဖက်တစ်ချက်မှာကြီးမားတဲ့တိုင်ကြီးတွေစိုက်ထူပြီးအနုမြူဓာတ်သွားတွေကိုကြားညက်တက်ဆင်ထားလိုက်ပါတယ်ဓာတ်သွားတွေဟာရေအောက်မှာပဲနှိမ့်မြုပ်ထားရင်သူတို့ရဲ့ပြစ်မှတ်ကိုတိတ်တဆိတ်စောင့်ဆိုင်နေခဲ့ပါတယ်ပါမောက်ခတယောက်ကတော့တရားစီရင်ရာနဲ့တင်မောရဲ့အရေးအယောင်ကိုရုပ်မြင်ဖန်သားပြင်ပေါ်ကနေစိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်နေခဲ့ပါတယ်နောက်ဆုံးလေငယ်လေးတစ်စင်းဖြတ်သွားပြီးတဲ့နောက်မှာတော့မျက်စိနဲ့မမြင်ရတဲ့တေးစေနိုင်လောက်တဲ့ဓာတ်သွားပိုက်ကွန်ကြီးကရေမျက်နှာပြင်ပေါ်ကိုတိတ်တဆိတ်ပေါ်တက်လာခဲ့ပြီးတရားစီရင်ရာနဲ့တင်မောလည်းနောက်ဆုံးမှာပေါ်ထွက်လာခဲ့ပါတယ်တင်မောဘော်ကမောင်းနှင်သူကရေပြင်ကိုအဆက်မပြတ်ကြည့်ရှုနေခဲ့ပေမဲ့သူ့ရဲ့အာယုံခံဆက်ကရောတာမန်မျက်စိနဲ့ပါဘာထူးခြားမှုမှမတွေ့ရပါဘူးသူကတော့ရှေ့မှာကြုံရမယ့်အနေအကိုလုံးဝမသိပဲပါဆက်ထဲမှာတစ်ခုခုကိုအေးအေးဆေးဆေးဝါနေခဲ့ပါတယ်မကြခင်မှာပဲတင်မောဟာဓာတ်သွားနေမြေတွေကိုဝင်ရောက်သွားခဲ့ပါတယ်အစပိုင်းမှာတော့အရာအလုံးကပုံမှန်တိုင်းပါပဲဒါပေမဲ့တင်မောရဲ့ဥပိုင်းကတော့မီတာဝက်ထူရှိတဲ့အပိုင်းတွေဖြစ်လိဖြတ်ခံလိုက်ရပါပြီတင်မောကရှေ့ဆက်မောင်းနေနေရင်းနဲ့အခွန်တွေစတင်လန်ထွက်လာပြီးထူးဆန်းတဲ့ကြက်ခွဲတန်ကြီးတွေလည်းထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီအချိန်ကျမှတင်မောသားတွေကတခုခုမားနေပြီဆိုတာကိုစပြီးသဘောပေါက်လာကြပါတယ်ဒါပေမဲ့သူတို့ဟာဓာတ်သွားတွေကိုလုံးဝမမြင်ရသေးပါဘူးအသက်ကယ်ဝိုင်းတစ်ခုထပ်ပိုင်းပြတ်သွားတဲ့အချိန်မှာတော့သူတို့ဘာတွေဖြစ်နေမှန်းမသိခဲ့ကြပါဘူးဓာတ်သွားကသူတို့ရဲ့ခန္ဓာကိုယ်တွေကိုဖျက်တောက်သွားတဲ့အချိန်ကျမှသူတို့နားလည်သွားခဲ့ပေမဲ့အဲ့ဒီအချိန်မှာတော့အရာအလုံးနောက်ကျသွားပါပြီပါမောက်ခကတော့ဒီမြင်ကွင်းကိုမှန်ပြောင်းနေကြည့်ရင်ကြောရိုးတဲ့စိတ်နေအောင်ချွေးစေးတွေပြန်နေခဲ့ပါတယ်တင်မောကြီးကအပိုင်းပိုင်းဆော့ဆဖျက်တောက်ခံလိုက်ရပေမဲ့သူ့ရဲ့မူလအချိန်ကြောင့်ရှေ့ကိုဆက်ပြီးရွေ့လျားနေစေပါတင်မောရဲ့အောက်ထပ်မှာတော့အဆောင်တစ်ယောက်ကအရေးကြီးတဲ့နေသုံးစင်းကြုတ်သားတွေရဲ့အချက်လက်တွေပါတဲ့တိုလောင်ကိရိယာကိုစောင့်ကြည့်နေခဲ့ပါတယ်ဓာတ်သွားကသူ့ခန္ဓာကိုယ်ကိုဖျက်သွားတဲ့အချိန်မှာအစပိုင်းတော့သူဘာနာကျင်မှုမှမခံစားလိုက်ရပါဘူးတိုလောင်ကိရိယာကကျမ်းပြင်ပေါ်ကိုခလွမ်းဆိုပြီးပြုတ်ကျသွားတန်ကြားလိုက်ရမှသူငုံကြည့်လိုက်မိပြီးသူ့ခန္ဓာကိုယ်ကတစ်ဆက်တည်းမရှိတော့ဘူးဆိုတာသိလိုက်ရပါတယ်ဓာတ်သွားနယ်မြေကိုလုံးဝဖျက်ကျော်ပြီးတဲ့နောက်မှာတော့တင်မောကြီးဟာရှေ့ကိုခဏလောက်ဆက်ပြီးရှော့တိုက်ရွေ့လျားသွားခဲ့ပါတယ်နောက်ဆုံးမှာတော့တင်မောပေါ်မှာရှိတဲ့လူတယောက်မှအသက်မရှင်ခဲ့ကြပါဘူးဒါပေမဲ့အနုမြူဓာတ်သွားတွေရဲ့တေသက်တန်ရှင်းတဲ့ဖျက်တောက်မှုတွေကြောင့်အချက်လက်တို့လောင်ကိရိယာကတော့မပျက်စီးသွားခဲ့တဲ့အဖိုးတန်အချက်လက်တွေကိုအောင်အောင်မြင်မြင်ပြန်လည်ရယူနိုင်ခဲ့ပါတယ်